မင်္ဂလာပါရှင်ဒီနေ့မှာတော့ဂျီလက်ချက်နေရနဲ့ပြန်လဲကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့အိမ်မှာလောက်စားဖြစ်တဲ့အစားအစာလေးကိုပြပြမှာဖြစ်ပါတယ်ပေါ့နော်ကဲဒီနေ့မှာတော့ကောက်ညင်ထုတ်လုံးမှာဖြစ်တာမလို့အိမ်နားမှာရှိတဲ့ငပြောရက်ကိုပဲအသုံးပြုမှာဖြစ်ပါတယ်ပေါ့နော်ဒီငပြောရက်ကိုတစ်ခုပြီးတော့အချောက်လန်ရမှာဖြစ်ပါတယ်ပေါ့နော်ကဲဒါကတော့အချောက်လန်ပြီးသားငပြောရက်ဖြစ်ပါတယ်ရွေးငပြောရက်ကိုအချောက်မလန်ဘူးဆိုရင်ကောက်ညင်ထုတ်တဲ့ခါကျရင်ငပြောရက်ကမနှုံးတာကြောင့်ပေါက်သွားနိုင်တယ်ပေါ့နော်ကောက်ညင်စမုံကိုတ냐လောက်စိတ်ထားပြီးတော့ရင်နဲ့တသက်ဆင်ဆင်နဲ့ပြက်ဆေးပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒါမှသာကောက်ညင်ထုတ်တဲ့ချိန်ကျရင်ကောက်ညင်ကနူးညံ့ပြီးတော့မွေးဝါမှာဖြစ်ပါတယ်ဒါကတော့မမေသွေးနေတဲ့ဝါချောင်းလေးကတော့ကောက်ညင်ထုတ်တဲ့ချိန်ကျရင်စီးဖို့အတွက်လုံနေတာဖြစ်ပါတယ်ကလောက်ဦးမေမှာကမန္တာကြီးကသူ့တပ်ပုတ်ရလို့ကြည်လက်ကိုစူနေပါတယ်ချစ်ကတော့ကြည်လက်အမြဲစုခံရတာကိုနားထောင်နေတဲ့သူလေးပေါ့ကောက်ညင်ထုတ်ဖို့အတွက်ငပြောသီး2စီးလောက်သုံးမှာဖြစ်ပါတယ်ပေါ့နော်ပြီးတော့အခွန်တွေကိုခွာမှာဖြစ်ပါတယ်ပြီးတော့ငပြောသီးကို2ချမ်းမှာဖြစ်ပါတယ်လိုအပ်တဲ့ပစ္စည်းတွေအလို့ဆိုပြီးဆိုတော့ကောက်ညင်စားထုတ်နေပါပြီကောက်ညင်ထုတ်တဲ့ချိန်မှာညင်မုံတွေကိုမထွက်ကြအောင်ငပြောရွက်2ရွက်တောင်မဟုတ်3ရွက်နဲ့သုံးပါတယ်ပြီးတော့ကောက်ညင်မုံပေါ်ကိုချမ်းထားတဲ့ငပြောသီး2ချမ်းနဲ့အပေါ်မှာထည့်ထားပါတယ်ပြီးတော့အပေါ်ဝိုင်းသစင်ကောက်ညင်မုံကိုပြန်ပြီးတော့ထည့်ပါတယ်ဒီဘက်မှာဆိုရင်ငပြောရွက်ကိုခောက်ချိုခောက်မှာဖြစ်ပါတယ်ပေါ့နော်အကယ်၍ငပြောရွက်ကိုနေဘူးမလန်းထားဘူးဆိုရင်ခောက်ချိုချိုတဲ့ချိန်ကျရင်ပေါက်ထွက်မှာဖြစ်ပါတယ်ဝေါဒါကတော့မေခနာကသွေးထားတဲ့ဝိုင်းနဲ့ပတ်မှာဖြစ်ပါတယ်ပေါ့နော်ဝါးနဲ့2ခါလောက်ပတ်ပေးရမှာဖြစ်ပါတယ်ပေါ့နော်ဒါမှသာလျှင်မပြုတ်ချမှာဖြစ်ပါတယ်ကဲဒါဆိုရင်ကောက်ညင်ထုတ်လို့ပြီးပါပြီနော်ဒီမှာကကောက်ညင်တပီခွဲလောက်ပဲယူထားတာမို့လို့ထုတ်ထားတဲ့ကောက်ညင်ထုတ်ပေါင်းတော့21လောက်ပဲရှိရပါတော့ကောက်ညင်ထုတ်ပြီးဆိုရင်ကောက်ညင်ပြုတ်ဖို့အတွက်အိုးကြီးတူအိုးယူပြီးတော့အဲ့ဒီအိုးထဲကိုခဏကထုတ်ထားတဲ့ကောက်ညင်တွေကိုထည့်မှာဖြစ်ပါတယ်ပြီးရင်အိုးထဲကိုရေပြည့်ထည့်ပြီးတော့ပြုတ်မှာဖြစ်ပါတယ်ကြာချိန်ကတော့နိုင်ကွာ1နိုင်လောက်ပဲကြာတယ်ပေါ့နော်ကောက်ညင်အိုးတဲ့ထားတော့ဖာသာကြီးရချန်တော့ဘာရေလုံးနေတယ်ဆိုတာကိုတွားကြည့်မှဖြစ်ပါတယ်လိုက်ခက်ကြည့်ကြအောင်ဖာသာကြီးကသူအနည်းနည်းအလားလားစိုက်ထားတဲ့အုပ်ပင်ကြီးဝါတေသွားတာမို့လို့အုပ်ပင်မှာကျန်ခဲ့တဲ့ဝါပိုးလေးတွေကိုရှာနေပါတယ်ပေါ့နော်ဘာပစည်းလေယူရတယ်ပိတ်ရဒါကတော့အုပ်ပင်မှာကျန်ခဲ့တဲ့ဒီဝါပိုးလေးတွေပေါ့နော်အရင်မများပေမဲ့တော့အဖေအတွက်အမီးလေးပါရေလုံးလို့ရတယ်ပေါ့ဘာညာပေါ့ဒီလက်ဝါဘိုးကတခါမှမစားဘူးနဲ့ဒါပထမဆုံးစားမှဖြစ်ပါတယ်ပေါ့နော်ဒါမဲ့စားတော့မစားကြည့်ရဘူးပေါ့အဲ့ဒီဝါဘိုးတွေကပေါ့နော်သူတို့မှအတိုက်တွေပါရှိရအဲ့အတိုက်ထဲမှာသူတို့ကနေရပေါ့အဲ့တော့ရစီထားတဲ့ဝါဘိုးလေးဖြစ်ပါတယ်ချက်ပြုတ်ပါမယ်ပေါ့နော်ဒီကြောက်စရာကြီးကျေးဇူးအားပေးတဲ့အတွက်ကျေးဇူးတင်ပါတယ် like and subscribe လေးနှိပ်ဖို့မမေ့နဲ့နော် bye